live room ကိုအသုံးပြုပြီးတော့ပုံတစ်ပုံကိုဘယ်လိုပုံစံမျိုးပြင်ရမယ်ဘယ်လိုပုံစံမျိုးချင့်ကပ်ရမယ်ဘယ်လိုပုံစံမျိုး stat တွေခွဲပြီးတော့ပြင်သင့်တယ်ဆိုတဲ့အပိုင်းလေးကိုကျွန်တော်ပြောပြပေးချင်ပါတယ်ခုနေ့ကကျွန်တော် raw နဲ့ jpeg နဲ့ပြောတာမှတ်မိလား raw ကဘာနဲ့တူတော့ ကိုကြော်ရတဲ့ထမင်းကောင် jpeg ကရော တခုံမှုနဲ့တူတယ် ဒီဘက်ကကျတော့ကြော်ပြီးသားထမင်းကြော်တယ် အဲ့လိုပဲကျွန် ဒီ တော် ဘ လည်း က်က အခုပုံတစ်ပုံဘယ်လိုပြင်သင့်တယ်ဆိုတာကိုပြောပြမယ်နော်ဘယ်လိုပြောမလဲဆိုတော့မျက်လုံးနဲ့မြင်အောင်စပုံမှုတစ်ယောက်ရဲ့ workflow ကိုကျွန်တော်မိငန်းပြီးတော့ပြောပြမယ်နော် photo reader တင်တာလားဟင်းချက်တင်တာလားမှားနေဦးဒီကတော့ကျွန်တော်တို့အကြောင်းအရာတစ်ခုတင်နားလည်လွယ်အောင်ပြောတာပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့ဒါကျွန်တော်ဒီ chef တစ်ယောက်ရဲ့ workflow အတိုင်းကျွန်တော်ပြောပြမယ်ဆိုတော့chef တစ်ယောက်ဟင်းကောင်းတစ်ခွက်ကိုချက်မယ်ဆိုရင်သူပထမဆုံးအဆင့်ပေါ့နော် step 1အနေနဲ့ဘာလုပ်တယ်လဲဆိုတော့သူတို့ချက်မဲ့ဟင်းနဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့အသီးရွက်တွေအသားငါးတွေကိုအရင်ဆုံးတန့်ရှင်းလုပ်တယ်ပေါ့နော်ရေဆေးတယ်ပြီးတော့အရွက်တွေဘာတွေကပိုးကြိုက်တာတွေမလိုအပ်တာတွေဖယ်ထုတ်ပစ်တယ်ပြီးတော့အသားငါးဆိုလည်းမလိုအပ်တဲ့အပိုင်းတွေခုတ်ထစ်ပစ်တယ်ပေါ့နော်အဲ့ဒီဟာဘာလဲဆိုတော့ပထမဆုံးတစ်ပိုင်းအနေနဲ့သူကတန့်ရှင်းအရင်လုပ်ချက်ပြုတ်မဲ့ဟာတန့်ရှင်းအရင်လုပ်တယ်နော်ဒုတိယတစ်ပိုင်းအနေနဲ့သူကဘာဆက်လုပ်တယ်လဲဆိုတော့စပြီးချက်တဲ့ခါမှာကျွန်တော်တို့ကလိုအပ်တဲ့ခြေခံအရသာတွေထည့်စားတော့ဟင်းကြုံမုံတို့ငရုတ်သီးမုံတို့ဒါတွေထည့်တယ်လိုအပ်တဲ့အခြေခံပိုင်းတွေထည့်ပေါ့ဒါက step 2အနေနဲ့သွား step 3အနေနဲ့သူကဘာသွားလဲဆိုတော့ချက်မဲ့ဒီဟင်းထဲမှာပါတဲ့အသားတွေကိုသူကဘလို့အရသာရှိအောင်ချက်မယ်ပြီးတော့ကြတော့ပို့ပြီးတော့နူးညံ့အောင်ဘလို့ချက်မယ်ဆိုပြီးတော့သူကတိတက်ချက်ပြုတ်မှာဒါက step 3အနေနဲ့သူကလောက်တာနော် step 4အနေနဲ့သူကဘာလုပ်တယ်လဲဆိုတော့အဲ့ဒီချက်တဲ့ဟင်းကိုမှအယောင်ဟင်းရဲ့အယောင်ပြီးတော့ကြတော့ဟင်းရဲ့အနက်အရသာကိုပို့ပြီးတော့ကောင်းအောင်အပေါ်ကနန်းနန်းပင်တို့တခြားဒီဟင်းခတ်အမွေးကြိုင်တို့နော်အဲ့ဒီဟာလေးသူကနှမ်းလေးပါလေးအပေါ်ထပ်ပြီးတော့ဖြူတာပေါ့ဗျာအဲ့လိုအပိုင်းလေးလုပ်တယ်နောက်ဆုံးတစ်ခုအနေနဲ့ step 5အနေနဲ့သူကဘာဆက်လုပ်တယ်လဲဆိုတော့ဒီဟင်းသူချက်လိုက်တဲ့ဟင်းခွက်ကိုဇပွဲပေါ်မှာမတင်ခင်မှာသူက plate တင်ပေါ့ဗျာပုံထဲတဲ့ဟင်းပွဲရဲ့လှပမှုကိုသူကပြင်ဆင်ပြီးမှဒီဇပွဲပေါ်တင်တယ်အဲ့ step 5ခုအတိုင်းကျွန်တော်တို့ပြင်မယ်ပေါ့နော်ပုံပြင်ကျွန်တော်ကိုဒီ photo reader လုပ်တယ်လို့သဘောမထားနဲ့ဟင်းချက်မယ်လို့သဘောထားလိုက်နော်ကျွန်တော်စပြောမယ်ဟင်းကိုကျွန်တော်ဘယ်လိုချက်မလဲပေါ့နော်ဟင်းကိုမှရိုးရိုးဟင်းမဟုတ်ဘူးဟင်းကောင်းတစ်ခွက်ဖြစ်အောင်ကျွန်တော်တို့ချက်ကြည့်အောင်ပေါ့နော်ပထမတစ်ချက်ဘာလုပ်တယ်လဲဆိုတော့ရှက်တယောက်ကချက်မဲ့ဟင်းတွေကိုဟင်းထဲမှာပါတဲ့အသီးအရွက်တွေပြီးတော့အသားငါးတွေကိုတန့်ရှင်းလုပ်တယ်အဲ့လိုပဲကျွန်တော်တို့စပြင်တော့မယ်ဆိုရင် live ထဲမှာကျွန်တော်တို့ရိုက်ကနေကပုံထဲမှာပါလာတဲ့ဒီအနားထောင်စွန်းတွေပေါ့နော်မလိုအပ်ဖဲပါလာတဲ့အနားထောင်စွန်းတွေမှတ်မိတာကျွန်တော်တို့land correction အသုံးပြုပြီးတော့မဲနေတဲ့နေရာတွေကိုဖျောက်ချပလိုက်တာမလိုအပ်တဲ့ပါနေတဲ့အပိုင်းတွေကိုဖြတ်တောက်ပြစ်မယ်ဘယ်လိုဖြတ်မလဲဆိုရင်ကျွန်တော်တို့ဒီ transform ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဖြတ်မယ်ပေါ့နော်ကျွန်တော်တို့ transform ဘိုင်းကိုအသုံးပြုပြီးမှပုံကိုတန့်ရှင်းအောင်အရင်လုပ်မယ်နော်ပုံ live ထဲမှာထည့်တဲ့ခြင်းမှာကျွန်တော်တို့ကအဲ့ land correction ဘိုင်းကအရင်ဝင်မယ်ပုံရဲ့ဘေးမှာမလိုအပ်ဖဲပါနေတဲ့အပိုင်းတွေအရင်ဖြတ်တောက်မယ် transform ကိုသုံးပြီးတော့ပုံတွေတက်မှတ်မယ်ပေါ့နော်ဒါအရင်လုပ်မယ်ဒါကပထမတစ်ချက်ကျွန်တော်တို့ဟင်းချက်တယ်လို့တန့်ရှင်းအရင်လုပ်လိုက်နော်ဒုတိယတစ်ချက်အနေနဲ့သူကဘာဒီစပူမှုကဘာဆက်လုပ်တယ်လဲဆိုတော့ဒီဟင်းစချက်ပြီးချက်တော့အခြေခံအရသာအရင်ထည့်မယ်ဘာတွေထည့်လဲဆိုတော့စားတို့ဟင်းကြုံမုံတို့နော်ငရုတ်သီးတို့ထည့်အဲ့လိုထည့်တယ်လို့ပဲကျွန်တော်တို့ live ထဲမှာအခြေခံကြတဲ့ basic stone တွေကိုအရင်ပြင်မယ် highlight တို့ share တို့ exposure တို့ mid tone တို့နော်ပြီးရင်ကျွန်တော်တို့contrast တို့ပြီးရင်white balance တို့အဲ့ဒီအပိုင်းတွေကျွန်တော်အရင်ပြင်မယ်အဲ့ဒီဟာတွေပြင်မှကျွန်တော်နောက် step ကိုသွားမယ်နော်ဒါဆိုရင်ကျွန်တော်တို့စားလို့ဟင်းကြုံမုံတို့ခတ်ပြီးသွားပြီနော်နံပါတ်3အနေနဲ့ကျွန်တော်ဘာဆက်လုပ်မလဲဆိုရင်ဟင်းထဲမှာပါတဲ့အသားကိုပို့ပြီးတော့နူးညံ့အောင်စားလို့ကောင်းအရသာကောင်းအောင်ဒီစပိုမူကဒီဟာအသားအတွက်တီးတန့်သူကချက်မှာနော်တီးတန့်လုံးမှာအဲ့ဒီအတွက်ကျွန်တော်တို့ကလည်းကျွန်တော်တို့ပြင်တဲ့အခါမှာ line view ထဲမှာပဲmasking ဘိုင်းပေါ့နော်အစကျွန်တော်ပြောရင် linear တို့graduated filter ပေါ့နော် radial တို့ပြီးရင်adjustment brush တို့အဲ့ကောင်တွေကိုသုံးပြီးမှကျွန်တော်တို့ကဒီ subject ရဲ့မျက်နှာကိုတီးတန့်ကွက်ပြီးတော့ပြင်တာမျိုး subject ကိုတီးတန့်ကွက်ပြီးတော့ပြင်တာမျိုးပြီးတော့ကြတော့ background ကိုတီးတန့်ကွက်ပြီးတော့ပြင်တာမျိုးအဲ့ဒီအပိုင်းတွေလုပ်မယ်နော်အဲ့ဒီပိုင်းလုပ်မယ်နောက်ဆုံးနံပါတ်4ကကြတော့ဘာလုပ်တယ်လဲဆိုတော့ချက်ပြီးသားဟင်းကိုပေါ့သူကအယောင်ပြီးတော့ကြတော့အနက်အရသာကောင်းအောင်လို့နန်းနန်းပင်တို့တခြားဟင်းခတ်အမွေးကြိုင်တို့ထပ်ထည့်ပြီးတော့ကောင်းအောင်လို့လုပ်တာပေါ့နော်အဲ့လိုပဲကျွန်တော်တို့ကနောက်ဆုံးဘာလုပ်မလဲဆိုရင်
HSN ကိုအသုံးပြုပြီးတော့ color grade လုပ်မယ်ပြီးတော့ calibration ကိုအသုံးပြုပြီးမှလုပ်မယ်ပေါ့နော်ဆိုတော့ပြောရမယ်ဆိုရင်color grade ဘိုင်းကိုပြန်ပြီးတော့လုပ်မယ်ကျွန်တော်တို့ရဲ့ပုံပို့ပြီးတော့လေးနက်လာအောင်ဟင်းလို့ဆိုရင်ကျွန်တော်တို့အနက်အရသာနဲ့ပြည့်စုံလာအောင် color grade ပြန်ပြီးတော့လုပ်မယ်ပေါ့နော်အဲ့ဒီဘိုင်းကလုပ်မယ်နောက်ဆုံး step 5အနေနဲ့ဒီစပိုမှုကဘာဆက်လုပ်တယ်လဲဆိုတော့ဒီချက်ပြီးသားဟင်းကိုစပွဲပေါ်မှာမတင်ခင်မှာကျွန်တော်တို့ plating လုပ်တယ်ပေါ့နော်ကျွန်တော်တို့ဟင်းပွဲကိုအလားဆင်တယ်အဲ့လိုပဲကျွန်တော်တို့ပုံကိုကျွန်တော်တို့ပြင်လိုက်တဲ့ပုံတွေပို့ပြီးတော့ကြည်လင်လာအောင်မလုပ်မလဲဆိုရင်ဒီဒေးတွေကရှက်ပန်းကြီးကိုတင်ပေးရတယ်ပုံကပို့ပြီးတော့ကြည်လင်လာတယ်နောက်ဆုံးမှကျွန်တော်တို့က export ထုတ်လုပ်မယ်အဲ့အပိုင်း၅ပိုင်းနဲ့ကျွန်တော်တို့သွားမယ်နော်ဆိုတော့ကျွန်တော်တို့ပြင်မြဲဒီပုံကို live ထဲမှာထည့်ခြင်းမှာ land correctional transform တော့သုံးပြီးတော့ပုံတွေကမလိုအပ်တဲ့အပိုင်းတွေဖြတ်ထုတ်အကုန်လုံးတန်ရှင်းအောင်အရင်လုပ်လုပ်ပြီးရင်နံပါတ်2အနေနဲ့ကျွန်တော်တို့မလုပ်မလဲဆိုရင် highlight တို့ share တို့ exposure တို့ပြီးရင် white balance တို့လိုအပ်တဲ့အပိုင်းတွေ basic stone တွေကိုအရင်သွားပြင်မယ်ဒါနံပါတ်2ပေါ့နော်နံပါတ်3အနေနဲ့ကကျွန်တော်တို့ဘာဆက်လုပ်မလဲကျွန်တော်တို့ masking 2တွေအသုံးပြုပြီးတော့ radial filter တို့ adjustment brush တို့အဲ့ဒီဟာကိုပုံထပ်ပြီးတော့ပြင်မယ်ပေါ့နော်ဒါနံပါတ်3နော်နံပါတ်4အချက်အနေနဲ့ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ဟင်းခတ်အမွှေးကြိုင်တွေခတ်တယ်လို့မျိုးဟင်းကိုပို့ပြီးတော့ကျွန်တော်တို့စားခြင်းတဲ့ပွဲဖြစ်အောင်လုပ်တယ်လို့မျိုးကျွန်တော်တို့ပုံကိုလည်းကြည့်ရင်ဆွဲဆောင်မှုရှိအောင် color grade လုပ်မယ်ဘိုင်းနဲ့လုပ်မလဲဆိုရင် HSN ဘိုင်းတွေနဲ့ပြင်မယ်ပြီးရင်ကျွန်တော်တို့က calibration ဘိုင်းတွေနဲ့အသုံးပြီးတော့ပြင်မယ်ပေါ့နော်နောက်ဆုံးအနေနဲ့ကျွန်တော်တို့plating လုပ်တယ်လို့မျိုးပဲကျွန်တော်တို့ရဲ့ပုံကိုပို့ပြီးတော့လှပလာအောင်ကျွန်တော်တို့ဒီဒေးတွေကရှက်ပန်နီကိုတင်မယ်တင်ပြီးမှနောက်ဆုံး final H4 ထုတ်လိုက်ပါပဲเนาะဒါဒီအဆင့်50နဲ့သွားကြည့်ရင်ပို့ပြီးတော့အဆင်ပြေပါတယ်အဆင်ပြေကြလားမသိဘူးဟုတ်ကဲ့ဆရာချားလူတွေကမိုက်တွေပိတ်ပြီးအိတ်နေရလား ဒီပါ ပေးပါ ဆ ဦးဆရာ လိုက်ပါဦးဆရာဘေးကအတန်လေးဝင်လာမှာကြောက် ဒီပါတယ်ဆရာဒီဘက်ကစူးနေလို့ပါ ဟင်းတွေပဲထချက်နေတာလား အားသူလိုင်းကြောင်းတော့ရှိ ဒါကြောင့်နေလဲပြီးဟင်းတွေပဲထချက်နေတာဆိုတော့ကျွန်တော်တို့မြင်သာအောင်ပြောတာပေါ့နော်အဲ့ဒီအချက်၅ချက်ကိုအသုံးပြီးတော့ကျွန်တော်တို့ live ထဲမှာစပြင်မယ်ဆိုရင်ကျွန်တော်တို့အဆင်ပြေပါတယ်ဆိုတော့ကျွန်တော်တို့အဲ့အချက်တွေမသိဘူးဆိုရင် live ထဲထည့်ပြီးဘယ်ကနေဘယ် slider ဘယ်သွားပြီးဘယ်လိုကနေဘယ်လိုပြင်ရမှန်းမသိကျွန်တော်နည်းနည်းဖြစ်တယ်ပေါ့နော်အဲ့အတွက်အဲ့၅ချက်အတိုင်း step by step သွားပါဒါဆိုရင်ကျွန်တော်တို့ပုံတွေကပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်เนาะပြီးတော့